မင်္ဂလာပါရှင် review ပိုင်းငင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမှာကတော့ထန်တီအကြောင်းပဲဖြစ်ပါတယ်ထန်တီကတော့မလေးရှားမှာရှိတဲ့ထန်တီရဲ့မြန်မာထန်တီရဲ့ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ထန်တီချင်းတူပေမဲ့အသုံးဝင်ပုံချင်းကမတူဘူးဆိုတာလေးကိုသိရအောင်လို့ဗဟုသုတအနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကောင်းကျိုးဆိုးကျိုးတွေအနေနဲ့ကတော့မြန်မာထန်တီဟာဆိုလို့ရှိရင်တော့ပူပြင်းတဲ့ရာသီဥတုမှာဆိုလို့ရှိရင်ရေတက်နဲ့အေးမြမှုကိုပေးစွမ်းပါတယ်အမြန်တက်ကျွဲသွားပြီးတော့အစာချေစနစ်ကိုကောင်းမွန်စေပါတယ်သတ္ထုဓာတ်ပိုတက်ဆီယမ်အိုင်ယွန်းတွေများစွာပါဝင်ပါတယ်ဆိုးကျိုးတွေအနေနဲ့ကတော့အလွန်အကျွံစားမဲ့ဆိုရင်ဝမ်းပြတ်တတ်ပြီးတချို့သူတွေမှာဆိုလို့ရှိရင်တော့အပူအေးမမျှတမှုတွေဖြစ်တတ်ပါတယ်အပူအေးကြောင့်ကိုက်ခဲခြင်းတွေဖြစ်စေနိုင်ပါတယ်ထန်းရည်ကိုအချိုရည်အဖြစ်သာတောက်တုံးသင့်ပြီးတော့အချင်းဖောက်ထားတာဆိုရင်တော့မတောက်တုံးသင့်ပါဘူးပြီးရင်တော့ဆေးပတ်ဝင်တာကအပူငြိမ်းစေတယ်စီးရွှင်စေတယ်ရေတက်ဖြစ်ပေးပါတယ်အမြင့်နဲ့အခောက်တွေကိုတော့အချို့ဒေသတွေမှာဆေးအဖြစ်နဲ့အသုံးပြုကြပါတယ်မလေးရှားထန်းသီးနောင်ရောင်သီးဟာဆိုလို့ရှိရင်လည်းအမြင့်တက်များပြီးတော့ကယ်လိုရီနည်းပါပါတယ်အစာချေဖြတ်မှုကိုအထောက်အကူပြုပါတယ်ဝမ်းချုပ်ခြင်းကိုသက်သာစေပြီးခန္ဓာကိုယ်တွင်းမှာရှိတဲ့ရေဓာတ်ကိုထိန်းညှိပေးပါတယ်အယိုးအဆစ်နာကျင်ခြင်းကိုသက်သာစေတယ်လို့ယူဆကြပါတယ်အသီးအခွန်ကိုကင်တွယ်ရမှာရာရန်တဲ့ဓာတ်ရှိတာကြောင့်အစိတ်အတောက်ကင်းအောင်လို့သေချာပြင်ဆင်ရပါတယ်များများစားမယ်ဆိုရင်တော့ဝမ်းပြော့စေနိုင်ပါတယ်နောက်တစ်ခုကတော့ဆေးပတ်ဝင်အနေနဲ့ဝမ်းချုပ်ခြင်းနဲ့အစာမကြေခြင်းအတွက်အေးမြစေတဲ့ဆေးအဖြစ်နဲ့သူတို့နိုင်ငံမှာအသုံးပြုကြပါတယ်အချို့ဒေသတွေမှာဆိုရင်တော့စီးကြိုနဲ့အစစ်အမြင့်ရောင်ရမ်းခြင်းအတွက်ဆိုပြီးတော့အသုံးပြုကြပါတယ်မြန်မာထန်းပဲဟာဆိုလို့ရှိရင်တော့အသီးအသားပေါ့နော်အဒီဟာကစားသုံးရန်ဒါမှမဟုတ်ရင်လည်းထညက်ရိုးအချိုပွဲပြုလုပ်ရန်အတွက်အသုံးပြုကြပါတယ်မြန်မာထန်းသီးရဲ့အရွက်တွေဟာဆိုလို့ရှိရင်တော့အမိုးမိုးရန်တောင်ဖြာထီရက်တောင်စာရေးရန်ပေရွက်လက်မှုပညာတွေမှာအသုံးပြုကြပါတယ်နောက်တစ်ခုကမြန်မာဟာဆိုလို့ရှိရင်တော့သူ့ရဲ့ပန်းခိုင်အရည်တွေဟာဆိုရင်ထန်းရည်ထညက်ရည်ရှလကာရည်ပြီးရင်တော့အရက်ပြုလုပ်ရန်အတွက်ချက်ကြပါတယ်မတူတာကတော့မလေးရှားထန်းသီးဟာဆိုလို့ရှိရင်တော့တကြားလုံးရေခဲမုံနဲ့အချိုပွဲတွေမှာအသုံးပြုကြပါတယ်သူတို့ရဲ့အရွက်တွေကိုဆိုလို့ရှိရင်တော့အမိုးမိုးရန်ထုံစက်ကူနဲ့ကျင်ကဲတို့အသုံးအဆောင်တွေမှာအသုံးပြုကြပါတယ်အခောက်ပင်စီကိုတော့မြန်မာတွေကအိမ်ဆောက်ရန်တရားထိုးရန်တက်တာအတုအဖြစ်နဲ့အသုံးပြုကြပါတယ်မလေးထန်းသီးဟာဆိုလို့ရှိရင်တော့သူတို့ရဲ့ပင်စီတွေကကြတော့အမြင်တွေကိုရရှိအောင်ဆိုပြီးတော့ကျိုးဆုပ်တန်နဲ့အမိုးတွေမှာအသုံးပြုကြပါတယ်နောက်ပြီးတော့မလေးရှားမှာဆိုလို့ရှိရင်သူတို့ကထညက်ရှာလကာရည်ထန်းရည်ဖြစ်နေသူတို့ထပ်ပြီးတော့ထုတ်လုပ်ကြပါတယ်ဒီထန်းသီးကိုဘယ်သူတွေစားသုံးသင့်လဲမသိဘူးလဲဆိုရင်တော့ဒါကတော့တူတယ်ပေါ့နော်လူကြီးတွေကလေးတွေဟာဆိုလို့ရှိရင်ထန်းသီးအသားကိုလူကြီးကလေးမရွေးစားသုံးနိုင်ပါတယ်ထန်းသီးဟာပူပြင်းတဲ့ရာသီမှာဆိုလို့ရှိရင်အပူငြိမ်းစေပြီးတော့ရေတက်ကိုဖြစ်တင်ပေးတဲ့သဘာဝအစာဖြစ်ပါတယ်ကိုဝင်ဆောင်နိုးတိုင်းမိခင်နဲ့ယောဂသည်တွေဟာဆိုလို့ရှိရင်တော့တင်းတင်းနဲ့ပမာဏပဲစားသုံးနိုင်ပြီးတော့ရေတက်နဲ့အမြင့်တက်အတွက်ကိုအထောက်အကူပြုပါတယ်ယောဂသည်တွေအနေနဲ့ကတော့အထူးသဖြင့်စီးကျိုယောဂသည်တွေဟာသဘာဝအသီးဖြစ်တဲ့အတွက်ကြောင့်စားသုံးနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းပြုပြင်ထားတဲ့အစာအချိုများနေတာထညက်လို့ဖြစ်သွားတဲ့အနေအရာပုံစံမျိုးဆိုလို့ရှိရင်တော့အများကြီးမစားသုံးသင့်ပါဘူးဘယ်လိုယောဂမဆိုရှိနေတယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှပဲစားသုံးသင့်တယ်လို့အကြံပေးချင်ပါတယ်အထူးသဖြင့်စီအေးတဲ့အစာအိမ်အားနည်းသူတွေအတွက်တော့သတိထားသင့်ပါတယ်တွဲဖက်မစားသုံးသင့်တဲ့အစာအစာတွေရောရှိလားဆိုရင်တော့ထပ်ပြီးတော့ပြောပြပါမယ်အထူးသဖြင့်တော့မြန်မာထန်းသီးဟာအေးတဲ့သဘောရှိတဲ့အတွက်အချို့ဒေသတွေရဲ့အယူအဆအရဆိုရင်တော့လွန်ကဲစွာဒီလိုအေးတဲ့အစာအစာတွေနဲ့ပေါ့နော်တွဲဖက်စားသုံးခြင်းကိုရှောင်ကျဉ်နေပါသင့်ပါတယ်ရှောင်ကျဉ်သင့်တယ်လို့ဆိုပါတယ်ဥပမာရေခဲရေအေးခဲတဲ့အစာအစာတွေပေါ့နော်ဒီလိုမျိုးတွေနဲ့မစားသုံးသင့်ဘူးလို့ပြောချင်ပါတယ်အစာမကြေတာဒါမှမဟုတ်ဝမ်းပြတ်တက်တာဖြစ်တဲ့အတွက်ကြောင့်အဆီများတဲ့အစာအစာဒါမှမဟုတ်နိုးထွက်ပစ္စည်းတွေကိုအလွန်အကျွံတွဲဖက်စားသုံးခြင်းကိုသတိပြုသင့်ပါတယ်
ရေဘူးရအားဖြင့်တော့ပြင်းထန်တဲ့စေဘက်ဝင်ပစ္စည်းတွေဒါမှမဟုတ်အခြားအေးတဲ့ပူလွန်တဲ့အစားအစာတွေနဲ့ထန်းသီးကိုတွဲဖက်စားသုံးခြင်းမပြုမီမှာတင်းတင်းတဲ့ပမာဏကိုထည့်ပြီးတော့မှစားသုံးသင့်ပါတယ်မြန်မာထန်းသီးဟာဆိုလို့ရှိရင်မြန်မာမျိုးစိတ်ကဘိုရာဆက်မျိုးစုအသီးပုံစံလိုမျိုးပေါ့နော်ဝိုင်းပြီးတော့ကြီးပါတယ်အပြင်ကမှာကြောတဲ့အသားက3-4ဓာတ်ပါဝင်ပါတယ်အသေးပုံလေးပေါ့နော်အသားပုံစံကအကြည်ရောင်အနှဲငယ်အဝါရောင်လေးတန်းပြီးတော့ပုံမှန်အဖြစ်တော့အသေးပုံတံရှိပါတယ်သူ့ရဲ့မူလဇင်းမြင့်သူ့ရဲ့မူလပေါ့နော်သူ့ရဲ့ဒေတာခါဆိုလို့ရှိရင်အာဖရိကမှနေပြီးတော့အာရှတိုင်းအိန္ဒိယမြန်မာထိုင်းသီရိလင်္ကာတို့ရောက်ရှိလာတာပဲဖြစ်ပါတယ်သုံးဆွဲတဲ့နေရာတွေကတော့ထညက်ပြင်တော့အိမ်ဆောက်ပစ္စည်းနဲ့အမှုပညာလက်မှုညာတွေမှာအဓိကအသုံးကြပါတယ်။နောင်ရောင်သီးခေါ်တဲ့မလေးရှားထန်းသီးဟာကြတော့သူ့ရဲ့မျိုးစိတ်ကအန်ရန်ဂါလို့ခေါ်ပါတယ်။သူ့ရဲ့မျိုးစုတွေကကြတော့အသီးပုံစံကလုံးဝိုင်းပြီးတော့သေးငယ်ပါတယ်။အပြင်ခွန်ကနူးညံ့ပါတယ်။အသားကတဒတ်နှစ်တက်ပဲပါဝင်ပါတယ်။အသားပုံစံကအကြည်ရောင်ပုံမှန်အဖြစ်တော့ဘဲဥပုံရှည်မျောတံရှိပါတယ်။မူလဇင်းမြစ်ကတော့အာရှအရှေ့တောင်ပိုင်းမလေးအင်ဒိုနီးရှားဖိလစ်ပိုင်ဒေသကနေပြီးတော့ပေါက်လာတာပဲဖြစ်ပါတယ်။သုံးဆွဲတဲ့နေရာတွေကတော့ကိုလန်ကင်လန်အချိုပွဲအသားနဲ့အီဂျူအမြင်များဒီကြိုးထုတ်တဲ့နေရာမှာအဓိကသုံးပါတယ်။အလှပရေးရတွေအနေနဲ့ကတော့ cosmetic တွေအနေနဲ့ထညက်ရည် plum sap ဒါမှမဟုတ်ရင်လည်းအသီးမှထုတ်ယူတဲ့ဓာတ်ပစ္စည်းတွေကိုရေဓာတ်ဖြည့်တင်ပေးတဲ့ hydrating နဲ့ပေါ့နော်အရေပြားကိုအေးမြစေတဲ့အာနိသင်များအတွက်အသုံးပြုနိုင်ပါတယ်။ထန်းသီးရနေပြီးတော့ရရှိတဲ့တကြားနဲ့ထညက်တို့ကိုအချို့သောတဘာဝစကရက်တွေမှာအရေပြားကိုချုံမွေးစေရန်အတွက်အသုံးပြုနိုင်ပါတယ်။အစားအစာနေရာတွေမှာဆိုရင်တော့မြန်မာထန်းသီးဟာထညက်ထန်းသီးရိုထန်းဖူးကြော်နဲ့အချို့ပွဲတွေမှာမရှိမဖြစ်ပါဝင်ပါတယ်။ဒီမလေးရှားထန်းသီးပေါ့နော်နောင်ရောင်သီးဟာဆိုလို့ရှိရင်တော့အင်ဒိုနဲ့မလေးရှားတို့မှာနာမည်ကြီးတဲ့အချို့ပွဲပေါ့နော် ES Stella အဲ့လိုတကြားလုံးတွေနဲ့တကြားရည်စိမ်အသီးအဖြစ်တွင်ကျစွာအသုံးပြုကြပါတယ်။စိုက်ပျိုးနည်းတွေအနေနဲ့ကတော့ဒီထန်းပင်ဟာဆိုလို့ရှိရင်သဲဆန်တဲ့မြေနဲ့ခြောက်သွေးတဲ့ရာသီဥတုကိုမြန်မာမှာကြတော့ကြိုက်နှစ်သက်ပါတယ်။မလေးရှားထန်းသီးဟာဆိုလို့ရှိရင်တော့အဆိုဓာတ်ရှိပြီးတော့မြင့်မာတဲ့အရေးရတဲ့နေရာတွေကိုပို့ပြီးတော့နှစ်သက်ပါတယ်။ဒီအပင်တစ်မျိုးလုံးဟာမျိုးစေ့ရနေပြီးတော့စိုက်ပျိုးနိုင်ပြီးတော့ရင့်ကျက်တဲ့ကာလဒီလိုတီးပွင့်တဲ့အချိန်ဟာဆိုလို့ရှိရင်တော့10နှစ်ကနေပြီးတော့15နှစ်ခန့်ကြာမြင့်ပါတယ်။ရေရှည်အတွက်စိုက်ပျိုးသင့်တဲ့တီးနှံတွေဖြစ်ကြပါတယ်။ဈေးကွက်မှာဆိုလို့ရှိရင်တော့မြန်မာထန်းသီးဟာဆိုရင်မြန်မာအိန္ဒိယထိုင်းသီရိလင်္ကာတို့မှာပြည်တွင်းစားသုံးမှုနဲ့တကြားထညက်ထုတ်လုပ်မှုမှာဈေးကွက်နေရာရပါတယ်။ထညက်ကိုနိုင်ငံခြားသို့တင်ပို့ခြင်းနဲ့ organic ထုတ်ကုန်တွေအဖြစ်ဈေးကွက်ချဲ့ထည့်နိုင်ခြင်းရှိလာနိုင်ပါတယ်။မလေးရှားအင်ဒိုနီးရှားမှာရှိတဲ့နောင်ရောင်သီးဟာဆိုလို့ရှိရင်တော့ကိုလန်ဒါမှမဟုတ်ရင်လည်းကလင်းပေါ့နော်အဲ့လိုအမည်နဲ့အချို့ပွဲဈေးကွက်တွေဟာနေရာရှိပြီးသားဖြစ်ပါတယ်။